Hello Y Entertainment ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့ကျွန်မပုံမြင်လေးတစ်ပုဒ်ပြောပြပေးပါမယ်။ပုံမြင်လေးကတော့တခါတော့ကမြို့ငယ်လေးတစ်မြို့မှာမိုးရွာတန်းကိုအရန်ချစ်တဲ့ကလေးမလေးတစ်ယောက်ရှိတယ်။သူမနာမည်ကသဇင်ပါ။သဇင်ဟာမိုးရွာတဲ့နေ့တိုင်းအိမ်ပေါ်ကိုအပြေးလွှာတက်ပြီးပြတင်ပေါက်ကနေကြားနေတဲ့မိုးဆက်လေးတွေကိုငေးကြည့်ပြီးလက်ဖြားနဲ့ခံယူရတာကိုသဘောကျတတ်တယ်။တနေ့မှာမိုးကြီးလှိုင်းကြီးရွာလာတော့လူတွေကမိုးကြီးလိမ့်မယ်ရေကြီးလိမ့်မယ်မလိုအပ်လျင်အပြင်မထွက်နဲ့အားလို့ပြောကြတယ်။ဒါပေမဲ့ခဏကြာတော့သဇင်ကမိုးရေကြားထဲမှာထူးဆန်းတဲ့အတန်တစ်ခုကြားလိုက်တယ်။အတန်ကတေးသေးလေးပေမဲ့ဝမ်းနည်းနေတယ်လို့ပါပဲ။သဇင်ကတတိရှိရှိအိမ်ရှိတကားကိုဖွင့်ပြီးအတန်လာတဲ့ဘက်ကိုသွားရှာကြည့်တယ်။အဲ့ဒီမှာတော့ရေမြောင်းသားမှာရေစီးတဲ့ဖမ်းမိနေတဲ့ခွေးကလေးတစ်ကောင်ကိုတွေ့လိုက်ရတယ်။ခွေးကလေးကကြောက်လန့်ပြီးတုန်တုန်လှုပ်လှုပ်ဖြစ်နေတယ်။မကြောက်နဲ့နော်ငါကူညီမယ်လို့သဇင်ကပြောပြီးတိုင်တစ်ချောင်းနဲ့ခွေးကလေးကိုဖြည်းဖြည်းချင်းဆွဲထုတ်လိုက်တယ်။မိုးရေစက်တွေကြားထဲမှာသူမသည်ခွေးလေးကိုပွေးဖက်ရင်သူမရဲ့နှလုံးသားကပူနွေးနေသလိုခံစားရတယ်။နောက်ပြီးခွေးကလေးကိုအိမ်ထဲခေါ်သွားပြီးတန်ရှင်းတဲ့အဝတ်လေးနဲ့ပုတ်ပေးတယ်။မိခင်ကလည်းသဇင်ရေတတိကောင်းလိုက်တာလို့ချီးကျူးလိုက်တယ်။နောက်နေ့မနက်မှာမိုးရက်သွားပြီးနေထွက်လာတဲ့အခါသဇင်အိမ်ရှိမှာလူတစ်ယောက်ရက်နေတယ်။သူကခွေးကလေးပိုင်ရှင်ဖြစ်ပြီးသဇင်ကိုအလွန်ကျေးဇူးတင်နေတယ်။ဒီကလေးမလေးမရှိရင်ငါခွေးလေးကိုမရနိုင်တော့ဘူးလို့ပြောတယ်။အဲဒီနေ့ကစပြီးသဇင်ဟာမိုးရွာတန်းကိုပုံမချစ်တက်လာတယ်။မိုးဆိုတာကြောက်စရာမဟုတ်ပဲတတိနဲ့ကုညီစိတ်ကိုစမ်းသပ်ပေးတဲ့အချိန်တစ်ခုလည်းဖြစ်နိုင်တယ်ဆိုတာသူမနားလည်သွားတယ်။ပုံမြင်ရဲ့အဆုံးမှာတော့တတိနဲ့ကုညီခြင်းစိတ်ရှိရင်သေးငယ်တဲ့လူလေးတောင်လောကကြီးကိုအနှဲငယ်ပိုလှပအောင်လုပ်နိုင်နေဆိုတာပါပဲပြောရင်ပုံမြင်ကိုအဆုံးသတ်လိုက်ပါတယ်အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်ကောင်းလေးဖြစ်ပါစေနောက်ပုံမြင်တစ်ပုဒ်မှာပြန်လည်ဆုံးတွေ့ပါဦးမယ်